တန္တရာရှည်ဝေးလာမြည်ဘေးမျောတွေးကြောက်ကြအောင်တန္တရာရှည်ဝေးလာမြည်ဘေးမျောတွေးကြောက်ကြအောင်တန္တရာဆိုတာအရှိကြီးလားအတူလေးလားလူဘဝဆိုတာကြတော့အတူလေးပါဗျာအလွန်ဆုံးနေရအနှစ်တရာပဲဘယ်သူမှမပူဘူးတန်တရားကအနှစ်တရာနဲ့ကုံသွားမှာဟုတ်ရဲ့လားမဟုတ်ပါဘူးဗျာဦးဇင်းတို့ဇေဒီမျိုးတွေတန်တရားတဲကနေမထွက်မချင်းခန္ဓာတွေတပင်ပြီးတပင်လဲပြီးတော့လုံကြီးအင်ကြီးပစိုးများလဲတယ်လို့လဲပြီးသွားနေရမှာရှင်းလားဒါဆိုရင်အရှိကြီးရှိတဲ့တန်တရားရေးတွေးပြီးတော့ကြောက်တဲ့နာကြောက်ဖို့မကောင်းဘူးလားကောင်းတယ်ဘာမှမကြတဲ့ဒီဘဝအတွက်နဲ့တော့အရှိကြီးနေရမယ်တန်တရားအတွက်ကိုမကောင်းမှုတွေမရှက်မကြောက်ပြုနေတဲ့ပုဂ္ဂိုလ်တွေတတိယတံဝေကဝဉ္ဉံဝင်ပါစေဆိုတဲ့ဇာဏနဲ့ပြောပြတာပေါ့ဒီမျိုးရှင်းလားကဲဆက်ဆိုရည်တော်မောင်ကိုရှာ၍ရရှိသမျှအတူတကွစားကြသည်ကိုရှာ၍ရရှိသမျှအတူတကွစားကြသည်ဟုတ်ပါဟဲ့လားဗျာဟုတ်ပါတယ်ဗျာလင်ရောမယားရောသားရောသမီးရောအဖေရောအမေရောမြည်တွေရောမြစ်တွေရောစားကြတာရှာတာကတယောက်တည်းစားတော့အများခံတော့လေတယောက်တည်းသဘောပေါက်ရဲ့လားကိုရှာရတာကြတော့အများခံမှကြတော့ဘယ်သူမှမပါဘူးလို့သိရင်မကောင်းမှုနဲ့နှပန်းမလုံးကျင်တဲ့ပေါ့သဘောပေါက်ရဲ့လားကိုပြုတာကိုပဲခံရမှာသားမရမပါဘူးအများတကာအတွက်နဲ့တော့အပယ်ငရဲကိုရက်ပြီးတော့မစင်းကျင်နဲ့လို့ပြောကျင်တာပေါ့ဗျာသဘောပေါက်လို့ရလားစက်စုကြီးသားမောင်ကိုဤချွေရန်ကိုနောက်ထံတဆံမလိုက်ပြီကိုဤချွေရန်ကိုနောက်ထံတဆံမလိုက်ပြီဒါဆိုရင်ဇနီးမယားသမီးသားနဲ့အဖေအမေအဖိုးဘွားညီကိုမောင်နှမများဆိုတာသိရင်ကိုနောက်ပါမဲ့လူတွေဟုတ်ရဲ့လားမဟုတ်ဘူးဗျတင်ချိုင်းကုန်းထီအောင်သာလိုက်ကြမှာရှင်းလားဒါဆိုရင်ကိုနောက်ပါမလာမဲ့ဒီဇနီးမယားသမီးသားနဲ့ညီကိုမောင်နှမအဖိုးမွားများကိုငဲပြီးတော့မကောင်းမှုတွေရဲရဲကြီးလုပ်နေကြတဲ့လူတွေလောကထဲမများဘူးလားအဲ့ဒီထဲမှာဦးဇင်းတို့ဆွေမျိုးတွေပါသေးလားဒီလိုပြောမယ်ဆိုတာသိပြီးသားကဲအလုံးလိုက်ဆိုရှိသားမအောင်ချစ်ခင်ကြညာသမီးသားနဲ့လင်သားမိဘအမအကိုထိုထိုများစွာညာတကလည်းသေရာကိုနောက်တယောက်မပါငိုယိုကလင်ထားရာတင်ញိုင်းမြေလုတ်တိုင်းမှမဆိုင်မသွေပြန်ကြပေ၏ချစ်ခင်ကြညာသမီးသားနဲ့လင်သားမိဘအမအကိုထိုထိုများစွာညာတကလည်းသေရာကိုနောက်တယောက်မပါငိုယိုကလင်ထားရာတင်ញိုင်းမြေလုတ်တိုင်းမှမဆိုင်မသွေပြန်ကြပေ၏မသာပို့ဘူးတယ်မို့လားသူတို့လည်းတော့ကိုကငိုပြီးပြန်တယ်ဆိုရင်ကိုလည်းကြရင်လေငိုပြီးပြန်ကြမှာဒါဆိုရင်ကိုနောက်ကိုတခါတည်းပါမလာမဲ့ဒီပုဂ္ဂိုလ်အတွက်ကိုနောက်ကိုပါလာမဲ့အကုသိုလ်တွေနဲ့တော့မလဲကြနဲ့ရှင်းလားဆက်ဆိုရှိသားမောင်အိမ်ဆောင်ခန္ဓာသမယပြစ်ထားခဲ့ရမည်အိမ်ဆောင်ခန္ဓာသမယပြစ်ထားခဲ့ရမည်ဘလောက်ကြီးကျယ်ခန္ဓာတဲ့အိမ်ကြီးတွေဖြစ်ဖြစ်ဘလောက်ချစ်ခင်ကြပါတယ်ဆိုတဲ့သားတွေမယားတွေဖြစ်ဖြစ်ပြစ်ပြီးတော့ထားခဲ့ရမှာရှင်းလားအခုကြည့်ပါဗျာဦးဇင်းတို့ပတ်ဝန်းကျင်မှာဟောပြင်မနာမြို့မှာဘယ်သူမှမသိမရှိတဲ့တထေကြီးဦးစိုးတက်ကြီးကျယ်ခန္ဓာတဲ့ဥစ္စာပစ္စည်းတွေနဲ့ပေါ်များလာတဲ့စိန်တွေရွှေတွေကြောက်တာဗရမတွေထားမခဲ့ရဘူးလားသူ့လိုလူမျိုးတောင်ထားခဲ့ရမှာဆိုရင်ကို့မှာတဲကုတ်ကလေးပဲရှိတာဒီမှာရှင်းလား
ယူသွားလို့မရထားခဲ့ရမယ်ဒီတိုက်တွေဒီကားတွေဒီသားတွေဒီမယားတွေအတွက်နဲ့တော့အကုသိုလ်ကိုယ့်အပေါ်ကိုအတက်မခံနဲ့သဘောပေါက်ရဲ့လားဒါဆိုရင်ဦးဇင်းတို့စေမျိုးတွေညီကိုမောင်နှမတွေလောကကြီးထဲမှာအကုသိုလ်ဖြစ်မဲ့ကိစ္စတွေကိုအတတ်နိုင်ဆုံးရှောင်ကြဘာအကြောင်းနဲ့မှအကုသိုလ်အတက်မခံနဲ့အခုကြည့်လောကကြီးထဲမှာအပြိုင်အဆိုင်တွေမရှိကြဘူးလားရှိတယ်ချောမောလာပါတဲ့အမျိုးသမီးတော်တော်များများကအလှချင်းပြိုင်တယ်ပေါ့ဥစ္စာဒနာနဲ့ပြည့်စုံတဲ့လူတွေကဒနာချင်းပြိုင်ကြတယ်ပေါ့ဆွေမျိုးတိုင်းဝိုင်းတောက်တင်းတဲ့ပုဂ္ဂိုလ်တွေကဆွေချင်းမျိုးချင်းပြိုင်ကြတာပေါ့ပညာယာတုဒီလိုပဲပြိုင်နေကြတာလောကကြီးထဲမှာအများကြီးနောက်ဆုံးပိတ်ကြတော့ဘယ်သူမှမနိုင်ဘူးဘယ်သူနိုင်တော့ဗျာဥပမာလေးတစ်ခုပြောပြမယ်တော်သားတစ်ယောက်တော်တဲ့ကိုထင်းခွေသွားမလို့ဓမ္မတူလေးခါထိုးပြီးထွက်လာခဲ့တော်ရန်တနေရာလေးရောက်တော့ကြက်နှကောင်ခွတ်နေတာတွေ့တယ်ဗျာတော်ကြက်နှကောင်ခွတ်နေတော်ကြက်နှကောင်ခွတ်နေတာတွေ့တော့ဟာဒီကနေ့တော့ငါကံကောင်းထောက်မှတာပဲအသာလေးထိုင်ကြည့်နေတယ်ကြက်နှကောင်တဲကြီးမဲကြီးခွတ်နေကြတာတယောက်နဲ့တယောက်ဘိုလူနေကြတာပေါ့ဘာလုပ်နေကြပါလဲကျက်နှကောင်တဲကြီးမဲကြီးခွတ်နေတာသူ့လဲဒဏ်ရာတွေနဲ့ကိုယ်လဲဒဏ်ရာတွေနဲ့ခွတ်တယ်ဆိုတဲ့နောက်တော့ဒဏ်ရာရမှလားမရဘူးလားပြိုင်တယ်ဆိုတဲ့ပြိုင်တယ်ဆိုင်တယ်ဆိုကြတဲ့ကတိုင်ဒဏ်ရာကတော့အနည်းနဲ့အများရကြမှာပဲအခုလဲကျက်နှကောင်တဲကြီးမဲကြီးသူနိုင်ကိုနိုင်အပြိုင်ကျဲပြီးတော့ဟာသူကနိုင်ရငါနိုင်ရမှလည်းဆိုတဲတဲမဲမဲခွတ်နေကြတာဒဏ်ရာဘလဘွားရပြီးတော့အချိန်ကာလကြာလာတာနဲ့အမျှမောပန်းပြီးလေပင်ချင်းချိတ်နေကမှဟောထင်းခွေသွားတဲ့ဒေါ်လာကနှစ်ကောင်လုံးဖမ်းသွားပြီးတော့အိမ်ရောက်တော့ချက်စားပြစ်တာရှင်းလားအခုလည်းဦးဇင်းတို့ညီကိုမောင်တော်မတွေအဲ့ဒါလို့ပြိုင်ကျင်သေးလားကြားနေရတာနော်သူများအကြောင်းမပြောကျင်လို့သာပါကဲဒါဆိုရင်ဦးဇင်းတို့ဆိုရင်မျိုးတွေညီကိုမောင်တော်မတွေပြိုင်နေဆိုတာကောင်းတဲ့လို့လားမကောင်းတဲ့လို့လားဗျာမကောင်းတဲ့လို့ကိုအကုသိုလ်ကံလို့မဆိုဘူးလားဒါဆိုရင်ပြိုင်တဲ့လူတွေဟာဘာလို့ကိုလုံနေကြတာပါလဲအကုသိုလ်လို့ကိုလုံနေတယ်ဟဲ့ဆိုရင်အဲ့ဒီလူတွေရဲ့သွားရလမ်းကအပေပဲဗျရှင်းလားအလုံးလိုက်ဆိုကြည်စားမှာငါချောသူလယူပစင်းပြိုင်အတဗျာဒနာငါကသူနိုင်မဟုံပြင်းလို့ဂုံငင်းရင်ဆိုင်ရှင်ပြိုင်ရင်သိမင်းဘေးကချိုင်ငါချောသူလယူပစင်းပြိုင်အတဗျာဒနာငါကသူနိုင်မဟုံပြင်းလို့ဂုံငင်းရင်ဆိုင်ရှင်ပြိုင်ရင်သိမင်းဘေးကချိုင်ဘယ်သူနိုင်တော့ဗျာဘယ်သူမှမနိုင်ဘူးဗျာဘယ်သူမှမနိုင်ဘူးဒါကြောင့်ငါညီတွေညီမတွေမပြိုင်နဲ့ပြိုင်လို့သူကိုအရှုံးပေးရင်နှလုံးမအေးဘူးလားအခုနှလုံးတွင်မကဘူးတစ်ကိုယ်လုံးကိုအေးနေတာဗျကြောင့်ဘယ်သူမှမပြိုင်နဲ့ကိုယ်လားပြိုင်ရင်လည်းပဲအရှုံးသာပေးလိုက်အရှုံးပေးမှအနိုင်ရတာနိုင်ရင်ရှုံးတာပဲဗျရှင်းလားအနိုင်ယူတင်တဲ့လူဟာအရှုံးနဲ့ရင်ဆိုင်ရတာပဲအရှုံးပေးတဲ့လူမှအနိုင်ရတာကဲဒါဆိုရင်ဦးဇင်းတို့ဆိုရင်မျိုးတွေညီကိုမောင်နှမတွေမပြိုင်နဲ့အလှချင်းလည်းမပြိုင်နဲ့ဒနာချင်းလည်းမပြိုင်နဲ့ဘဝချင်းလည်းမပြိုင်နဲ့ရှင်းလားပြိုင်တာဆိုတာကုသိုလ်လားအကုသိုလ်လားဗျာအကုသိုလ်ဆိုတာကောင်းတဲ့ကံလားဆိုးတဲ့ကံလားဆိုးတဲ့ကံကအကျိုးပေးမယ်ဟဲ့ဆိုရင်ကမ္မဘဝပြစ်เสียဇာတိဆိုတော့ဘယ်ဇာတိအကျိုးပေးမှာပါလဲမကောင်းတဲ့ဇာတိအကျိုးပေးမှာပေါ့အခုကြည့်လေတရားပွဲချင်းပြိုင်နေတာသူတရားပွဲသာအောင်ငါတရားပွဲကသာအောင်လောက်ကြဘာမှမပြောဘူးကဲဆက်ဆိုရှိသားမအောင်စပားဆန်ရည်ရွှေနဲ့ငွေကြံနေရစ်တော့မြည်စပားဆန်ရည်ရွှေနဲ့ငွေကြံနေရစ်တော့မြည်
သေသွားတော့အဲ့ဒါလို့တထေးကြီးတွေသေသွားတော့သူပိုင်တဲ့စဘာတွေစံတွေရွှေတွေငွေတွေတိုက်တွေကားတွေပါသွားသလားကြံခဲ့သလားသူတို့ကကြံခဲ့တယ်ဆိုတော့ကိုယ်လည်းကြရင်ဟောဗျာအဲ့ဒါသိတယ်ရေးဆိုရင်ဦးဇင်းတို့ဆိုရင်မျိုးတွေပါအောင်သေသွားကြရှင်းလားဆက်ဆိုကြည်သားမောင်စင်မြင့်ကျွဲနွားဥစ္စာများလာလာမပါပါစင်မြင့်ကျွဲနွားဥစ္စာများလာလာမပါပါဦးဇင်းတို့ရှင်းတော့တယ်နော်အေးဗျဦးဇင်းတို့ညီကိုမောင်နှမတွေညောင်မင်းသားနဲ့ငွေတောင်ဆရာတော်ဟာတစိမ့်တရံဇာတတွေမဟုတ်ဘူးဒါကြောင့်မလို့အပြစ်ကိုမြင်ရင်ဆုံးမပေးရမှာကွဲတာပြဲတာတွေမြင်ရင်ဖာထေးပြုပြင်ပေးခြင်းလို့ဒီတရားကိုရွေးပြီးကိုဟောတာအခါတိုင်းဆိုရင်ဝိပဿနာပဲဟောတာဒီကနေ့တော့ဝိပဿနာနောက်ပိုင်းမှာနည်းနည်းပြောတာပေါ့ဘာဖြစ်လို့တုံးဖေ။အခုဒီနေ့ကြီးထဲမှာအကြောင်းမျိုးမျိုးတွေအကြောင်းတယောက်နဲ့တယောက်စိတ်သဘောထားချင်းမတိုက်ဆိုင်ကြဘူး။စိတ်သဘောထားချင်းမတိုက်ဆိုင်နိုင်တာယံသူလို့ပြောရမယ်ဟဲ့ဆိုရင်တလောကလုံးယံမှုနေရမှာပေါ့။ရှင်းလား။ကဲဦးဇင်းတို့ဆွေတွေမျိုးတွေခန္ဓာကိုယ်ကြီးကဓာတ်ကြီး၄ပါးနဲ့ဖွဲ့စည်းထားတာခန္ဓာကိုယ်ကြီးကဘာနဲ့ဖွဲ့စည်းထားကြားဘူးရဲ့မို့လားပထဝီတေဇောအာဘောဝါယောပထဝီရဲ့သဘောကမာရာနဲ့ပြော့တာတေဇောရဲ့သဘောကပူတာနဲ့အေးတာဝါယောရဲ့သဘောကလှုပ်ရှားတာနဲ့တည်ငြိမ်တာအာဘောရဲ့သဘောကယိုစီးတာနဲ့ဖွဲ့စည်းတာရှင်းလားကဲမာရာနဲ့ပြော့တာသဘောထားချင်းတူရဲ့လားအေးတာနဲ့ပူတာရောလှုပ်ရှားတာနဲ့တည်ငြိမ်တာရောဒါဆိုရင်ဒီခန္ဓာကိုယ်ကြီးကတောင်သဘောမတူတာတွေစုထားတာလေဒါဆိုရင်ဦးဇင်းတို့ညီကိုမောင်တော်မတွေကိုယ်နဲ့သဘောထားချင်းမတိုက်ဆိုင်နိုင်တာရင်ရန်သူအဖြစ်နဲ့ကွဲကြပြဲကြတိုက်ကြခိုက်ကြမယ်ဟဲ့ဆိုရင်ဒီကဘာမြေကြီးငြိမ်းချမ်းမှာမလားမှတ်တာ30ပုံဆိုတာမတူတာတွေစုထားတာဗျနေရှိတော့ညမရှိဘူးလားအလင်းရှိတဲ့အတွက်အပူရှိတဲ့အတွက်ယောက်ျားရှိတဲ့အတွက်ဒီတိုင်းပဲပေါ့ဗျကြိုက်တဲ့လူရှိရင်မကြိုက်တဲ့လူလည်းရှိမှာပဲဒါကြောင့်မလို့သဘောထားမတိုက်ဆိုင်တိုင်းကိုယ်အကြိုက်နဲ့မတွေ့တိုင်းသာဦးဇင်းတို့ဇွေရင်မျိုးတွေညီကိုမောင်နှမတွေကွဲကြမယ်ပြဲကြမယ်ဆိုရင်ဒီဝါကြီးဟာအဖတ်ဆယ်လို့ရမှာမဟုတ်ဘူးအပြင်လောကမှာလူကြားလို့ရောကောင်းမှာအောင်မလားမကောင်းပါဘူးဗျာညောင်မင်းသားကြီးဝါကြီးကတရားပွဲကိုအကြောင်းပြုပြီးတော့ထချမ်းကွဲသွားပြီဆိုတဲ့အတန်ကြီးကိုဦးဇင်းတို့မကြားခြင်းလို့ဒီအကြောင်းကိုပြောပြတာရှင်းလားဟောသူမရင်လည်းဝင်ချတောင်းမှကိုမရင်လည်းဝင်ချတောင်းမှနှစ်ဦးတဦးတည်းဖြစ်အောင်လုပ်ပြီးတော့ဒီတဲ့စီစီကားကဟေ့ပြင်းမနာမျိုးပေါ်မှာလေဒီစံကြောင်းတရားပွဲဟာအကြီးကျယ်ဆုံးလို့အခုပြောမနေကြဘူးလားနှစ်ယောက်ပေါင်းနေပြီးတော့အဲ့ဒီလေဒီကြောင်းပွဲတဲ့ပူအောင်လုပ်လိုက်ရင်ကဲပြင်းမနာမျိုးပေါ်မှာညောင်မင်းသားတရားပွဲဟာနံပါတ်1ဖြစ်မလာနိုင်ဘူးလားဒါလေးသိစေချင်တာပါဦးဇင်းမရှင်းလားအခုကြည့်လေဗျာလေဒီပွဲဟာပြင်းမနာမျိုးပေါ်မှာအကြီးကျယ်ဆုံးအစီကားဆုံးပဲတဲ့အဲ့ဒါလို့ကိုရီးယားအကွက်ကွက်ပြဲပြဲတွေဖြစ်နေရင်တဖြည်းတဖြည်းနဲ့ညောင်မင်းသားတရားပွဲဟာပြိုကွဲပျက်စီးသွားမှာဦးဇင်းမသဘောပေါက်ရဲ့လားဘုန်းကြီးတော့သိချင်နေမကောင်းတော့ဘူးသူတို့ကြောင့်ပြောတာနဲ့ဆုံးမလုပ်တယ်နဲ့တူတယ်မရဘူးဒီကဆရာကြီးဗျဒါကြောင့်မလို့ဦးဇင်းတို့ဆွေတွေမျိုးတွေညီကိုမောင်နှမတွေကိုဦးဇင်းတောင်းပန်ပါတယ်မှားခဲ့ပြီးသားပြီးခဲ့ပြီးသားဟာတွေကိုအကုန်လုံးခွာချပြီးတော့ညီညီညွတ်ညွတ်ပေါင်းစည်းကြပါရှင်းလားဒီကနေ့မေးကြည့်တယ်လေဒီတရားပွဲရောပြီးပြီလားဆိုမပြီးသေး